အောက်မှာအတူတူနေမယ်အမြဲရည်မှန်းထားခဲ့တယ်အလိုကြီးကိုတခုတည်းကိုမာနာလဲဒီအရေးအောက်မှာထောက်စင်ပြောမယ်စိတ်ဆန္ဒရှိလဲကွယ်ကန်ဆိုတော့အချစ်အိမ်မက်ပြက်ပြဲခွေရတာနီမာလုံရဲ့နိုင်နေတခါလောက်တောင်းနံခွင့်မပေးသူရဲ့ကိုရတဲ့ချင်းနဲ့ပဲနှုတ်ဆက်ခဲ့မသိခဲ့တယ်ငကိုရပိုင်ခွင့်မဲ့လို့ထင်မိတယ်ချစ်စကားလေးတွေ